အင်တာဗျူးတွေမှာတထွေးတွေအများဆုံးမေးနိုင်တဲ့မေးခွန်းလေးတွေကိုပြောပြပေးမယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့你叫咩名啊你幾歲嘅你係邊度人嘅你之前做過啲咩啊你之前份工嗰度咧完成幾耐嘅跟住咧點解離開咗嘅人工幾高嘅你識講自己覺得白話幾%嘅跟住你識唔識講英文同埋普通話識唔識寫呢仲有呢你知唔知侍應保安清潔廚房幫手有咩經驗嘅你知唔知基本嘅負責係點做嘅ဒါမျိုးလေးတွေကိုအများဆုံးမေးတတ်ပါတယ်တချို့ကဒါတွေတလုံးမှမမေးဘူးမိသားစုအကြောင်းတွေတခြားအကြောင်းတွေကိုလှည့်ပြီးတော့မေးတယ်လူတိုင်းကအင်တာဗျူးတွေကိုကြက်လာမယ်ဆိုတာသူတို့သိထားလို့ပါနော်အကယ်၍မရှင်းတာမသိတာတခုရှင်ကျွန်တော်ကိုပြန်ပြီးတော့မေးလို့ရပါဗီဒီယိုကိုအဆုံးထိကြည့်ပြတဲ့ကျေးဇူးတင်ပါ